ပွဲမှာကျွန်တော်ပြောလိုက်ရှင်တဲ့ဒါတွေကဆင်ရှင်တရားတွေပဲပြိတ္တာရဲ့မြင်ပါပဲသိမလားဆိုတော့ကျွန်တော်ပထမဆုံးပွဲမှာကကျွန်တော် plan တွေအကုန်မားတယ်အစားတောက်တွေရောအစားတောက်မားတာတွေကြောင့်ကျွန်တော်တက်လုံးတွေကျသွားတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီဒုတိယချီမှာကျွန်တော်အဲ့လိုမျိုးသူတို့လိုချင်တဲ့ပုံစံသူတို့ကြည့်ချင်တဲ့ပုံစံအခုလိုကျွန်တော်ပြီးတော့ကျွန်တော်စိတ်ထဲအတိုင်းလည်းဖြစ်ချင်တဲ့အတွက်ကြောင့်မလို့လှုပ်ပေးနိုင်တာကျွန်တော်သူတို့အတွက်ကျွန်တော်ကိုကျွန်တော်ဂုဏ်ယူသလိုသူတို့အတွက်လည်းကျွန်တော်အယမ်းပျော်တယ်မြန်မာနိုင်ငံတစ်ခုလုံးဒီလိုမျိုးစောက်မျောနေကြတယ်လေနော်ဒီလိုမျိုးမြင်ချင်နေကြဆိုကျွန်တော်ပြီးတော့လည်းကျွန်တော်ရဲ့ပြိုင်ဘက်ကကျတော့လည်းချုံပွဲမရှိဆိုကျွန်တော်ဒီလိုမျိုးပြနိုင်တာဒါကလုံးဝကျွန်တော်အတွက်ကျွန်တော်ကိုကျွန်တော်ပထမဆုံးဂုဏ်ယူတယ်ဟုတ်ကျွန်တော်ကတယောက်တည်းအတွက်လည်းကစားတာမဟုတ်ဘူးလေနော်ဒီတယောက်တည်းအတွက်ကစားတာမဟုတ်ဘူးဒီမြန်မာနိုင်ငံတစ်ခုလုံးရအကုန်လုံးဆိုတော့ဘယ်လိုပြောမလဲဒီဘက်ဘက်ရမာရီရောပြိတ္တလည်းဟိုကြီးစုဒီလိုအချိန်ထိပေါ့နော်ဒီညနဲ့အချိန်ထိလည်းသူတို့ကကိုယ်အိမ်နဲ့အားနဲ့ပြီးတော့လာရောက်လဲအားပေးတယ်ဒီလိုကြီးစုနေတဲ့အတွက်ကြောင့်တွေရောအဒါတွေအတွက်ကျွန်တော်အဲ့လိုမျိုးလုပ်ပြနိုင်တော့ပဲကျွန်တော်ကိုဝမ်းတာတယ်ပြီးတော့မြန်မာနိုင်ငံတစ်ခုလုံးအတွက်လည်းဝမ်းတာတယ်ပြီးတော့တခြားအားကစားသမားကြာရှုံနေတဲ့အားကစားသမားလည်းဟိုသူတို့အတွက်ကျွန်တော်ပြန်ပြီးတော့ဒီအနိုင်တစ်ခုမှုပြန်ပြီးတော့ဒီလိုမျိုးကောက်ကောင်းလေးပြန်လုပ်ပေးနိုင်တဲ့အတွက်လည်းကိုဟိုပျော်တယ်ပြီးတော့လည်းအကုန်လုံးအတွက်လည်းပျော်တယ်ပြီးတော့ဒါတွေကကျွန်တော်တို့ကရှုံးတယ်ဆိုတာပွဲအတွက်ပဲရှုံးတယ်လीနော်အများနဲ့ရှုံးတယ်မှမဟုတ်တယ်ဆိုတာတခြားလူတွေလည်းဟိုပြန်ပြီးတော့လုံနိုင်နေတယ်လို့ပြောရှင်တယ်ပြန်ပြီးတော့ကြိုးစားဟုတ်ဒီကွေးတဲ့ထိလာရောက်အားပေးရလဲအများကြီးတွေ့ရတယ်ပြီးတော့လည်းဒီညနေအချိန်ခါထိလဲစောက်ကြည့်နေတဲ့ပြည်သားတွေအားလုံးလည်းကျေးဇူးတင်တယ်တချို့နေရာကကျတော့ကျွန်တော်တို့ဒေတာမသိတဲ့အတိုင်းမီးရမြလိုင်းရမြတဲ့နေရာကနေလဲသူတို့ရအောင်စောက်ကြည့်ရှုနေတဲ့လူတွေရှိသေးတယ်ဆိုတာကျွန်တော်အဲ့ဒါကိုကောင်းတတိရတယ်သိတယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တကယ်ဂါဝရပြုကျေးဇူးအများကြီးတင်တယ်လို့ပြောရဆက်လက်ပြီးတော့အားပေးစီချင်တဲ့ကျွန်တော်တနေ့ကျရင်ချန်ပီယံဖြစ်အောင်လို့ကျွန်တော်ကြိုးစားသွားမှာပါလို့ဟုတ်ဒါဘောနက်ရတယ်တော့နော်ဘောနက်ရတဲ့စတွဲကတော့ဒီလိုပါပဲဟိုမရှိသူမြတ်ဝေတင်းတဲ့လူမြတ်ဝေတာပေါ့အဲ့လိုမျိုးပါပဲဟုတ်ကျွန်တော်အဲ့လိုမျိုးတော့တိတ်ပြီးတော့လိုက်ပြီးတော့မပြောချင်အမှန်တမ်းပြောမှဆိုဒါကတော့ဘယ်လိုပြောမလဲဒီကိုတခုခုလုပ်မယ်ဆိုလို့ရှိရင်ပြောရမှကျွန်တော်တိတ်မကြိုက်ကျွန်တော်လှုပ်ရှားရှိရလုပ်မယ်ကျွန်တော်ကဘာလုပ်လဲဆိုကိုတီးဖို့အရေးကြီးရယ်ဆိုတော့ဟိုကိုတွေ့တဲ့လူကိုဘယ်လိုပြောမလဲကိုဆွေမျိုးဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေကူညီလိုက်တယ်ဒီအရာတစ်ခုကူညီလိုက်တယ်ဒီလိုမျိုးကူညီလိုက်လို့ဓာတ်ပုံတင်ရမယ်မျိုးဆိုကျွန်တော်မလုပ်ချင်လုပ်လည်းမလုပ်ရဘူးသူများမျက်နှာတစ်ခုပါသွားမှမျိုးကျွန်တော်လည်းမကြိုက်ဘူးပြီးတော့လည်းကိုချင်းစားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေရှိတယ်ရှိတယ်လို့ပြီးတော့လည်းတချို့ကတော့ပြောတော့ပေါ့နော်ဘောနက်ရရင်လည်းหนีပဲရတာပဲငါတို့ရတာမှမဟုတ်တာဆိုတဲ့စကားတွေကတော့ဟုတ်ပါတယ်သူတို့ကိုယ်တိုင်မရောက်ရင်တော့မှကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာဟိုသိတယ်မလားသူတို့နဲ့ထိတွေ့မရောက်ရင်တော့မှကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့တဲ့လူရောက်တဲ့လူရှိတယ်ဆိုတာကိုသိစေချင်တယ်အဲ့လောက်ပါပဲကျွန်တော်ကတော့အရင်ဒီလိုဒီဟာပေးအဲ့လိုမျိုးလိုက်ပြီးတော့မပြောချင်ဘူးအဲ့တော့ဘယ်တော့ဟိုလေပထမဝဲပြီးတော့လေဘယ်တော့ဝေဖန်တဲ့သူတွေများတယ်ပေါ့နော်အဲ့ဝေဖန်တဲ့သူတွေများဘယ်တော့ကိုယ်တိုင်လည်း live ပြန်ပြီးရှင်းတယ်ပေါ့နော်အဲ့တော့အဲ့ပွဲတော့ကစပြီးဘယ်လိုကိုပြန်ပြီးတော့တင်ပြတယ်အဲ့ဝေဖန်တဲ့သူတွေနဲ့စပြီးခဲ့တဲ့အပွဲလားဟုတ်တယ်ပြီးခဲ့တဲ့ပထမဝေဖန်တဲ့လူကတော့ကိုကောင်းအောင်လုပ်တယ်သူတို့ဝေဖန်ပါပဲကိုမကောင်းအောင်လုပ်လဲကိုရောဝေဖန်ပါပဲဒါပေမဲ့ကျွန်တော်ကတော့စိတ်တူပြီးတော့ပြောလိုက်မိတာတခုကကျွန်တော်တို့အားသာသမားလေစူးစမ်းတာတွေကကျွန်တော်တို့ပဲသိတယ်ကျွန်တော်တို့ဘယ်လောက်ထိဒီလောကကြီးကိုဟိုဒီနေရာထိရောက်ဖို့ကျွန်တော်တို့ဘယ်လောက်ထိဘယ်လိုပြောမလဲတွေးရင်ခဲ့ရလဲဒီအစင်မပြေဂျားတွေကနေပေါ့နော်ဒီစားတောက်မှုမိသားစုအစင်မပြေနေဂျားတွေကနေကျွန်တော်တို့ဒီလိုမျိုးယုံထွက်နေရတဲ့အစာကိုကျွန်တော်တို့အရန်ပင်ပန်းတယ်ဒီဟာကကျတော့ရုပ်ရှင်ရိုက်နေတာမဟုတ်လေသူများတော့ပြောလိုက်ပြီးကျွန်တော်တို့အသားလည်းနာခံရသေးတယ်ပြောလက်ခံရမယ်ဆိုကျွန်တော်တို့ခါလေးကြိုက်ခံပြင်းတာပေါ့ကိုလည်းရက်တည်နေရသေးတယ်လို့ပေါ့နော်စိတ်အားငယ်နေတဲ့ချိန်တော့ပြောလိုက်မိတယ်ပြိတ္တတွေကိုဒါပေမဲ့စိတ်ထဲမှာတော့မပြောချင်ပါဘူးဒါပေမဲ့ကိုလည်းကိုရဲ့အားကစားသမားဖက်ကိုသူတို့ကဟိုဘယ်လိုပြောမလဲဒီတိုင်းပဲဝေဖန်တာတော့လက်ခံတယ်နော်ဝေဖန်တာကောင်းဝေဖန်လက်ခံတယ်ဒါပေမဲ့ပြိတ္တဒီကျွန်တော်တို့အားကစားသမားလုံးဝအဲ့လိုမျိုးနေပြီးတော့ချိုးပြီးတော့မပြောဖို့ကျွန်တော်ပြောဖြစ်ဆိုကျွန်တော်တို့ကိုယ်တိုင်လည်းစာမတတ်ဘူးပေမတတ်ဘူးဘာမှလည်းကောင်းမသိသူများပြောလို့ရှိရင်ခံနေရတဲ့မျိုးတွေများဆိုတော့အားကစားသမားတော်များများကအဲ့လိုမျိုးတွေကနေပဲထွက်လာတာကြောင့်အဲ့ဒီအပိုင်းမှာမနိုင်ဖို့ကျွန်တော်တို့ဘဝနဲ့ကျွန်တော်တို့ရက်တည်နိုင်တဲ့လောက်ပဲကိုယ့်ကိုရက်တည်နေပြီအားမပေးနေပါစေဒီလိုမျိုးအဲ့လောက်ထိလိုက်ပြီးတော့အောက်ကျဘယ်လိုပြောမလဲအရင်လိုက်ပြီးတော့မနိုင်ဖို့တော့တောင်းဆိုချင်တယ်ဘာဖြစ်ဆိုဒီဘဝကကျွန်တော်တို့ဘယ်တိဆုံးမလို့ပေါ့လားဆိုတော့အဲ့ဒါကြောင့်လို့ပဲအဲ့လိုမျိုးပဲတောင်းဆိုချင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ခံနိုင်ရှိပါတယ်
ခံနိုင်မရှိတဲ့ချိန်တွေတတ်ဖောက်ပြီးတော့ပြောတာပါဒါပဲဟုတ်တယ် အဲ့တော့ဒီ promotion ဘက်ကလည်းမြန်မာဈေးကွက်တဲ့ star fighter တယောက်လိုနေတဲ့အချိန်ပေါ့နော် Veronica လည်းဖွင့်ပွဲမှာရှုံးသွားတယ်ပေါ့နော်တကယ်တော့ပြည့်သက်တွေကလည်းမျောလင့်ချက်အကြီးဆုံးကတော့ Veronica ပေါ့နော်ဟို trainee ပတ်ဝန်းကျင်အနေထားရရောဟိုလက်ရည်အနေထားရရောတခြား promotion မှာအောင်မြင်ခဲ့တဲ့အနေထားရရောပေါ့နော်အဲ့ဖွင့်ပွဲတော့ရှုံးသွားတယ် Veronica PR ဘယ်လောက်ထိခံစားလိုက်ရလဲ ဖွင့်ပွဲမှာကျွန်တော်ရှုံးသွားတယ်အရန်ခံစားရတယ်အဲ့ဒီပွဲမှာတော့မှတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နေရာမှာကျွန်တော်ကိုယ့်အကူဟိုအထင်ကြီးလို့ပြောရမှာမဟုတ်ဒုတိယအရှိမှာကျွန်တော်ဒူးတိုက်ခံရကျွန်တော်နေရာမှာတခြားလူတယောက်ကြီးကြပြီကျွန်တော်တကယ်ကိုယ့်အချိန်မှာကျွန်တော်တော့မခံနိုင်တော့ဒါပေမဲ့ကျွန်တော်စိတ်ကပထမဦးဆုံးပွဲဖြစ်သူပြီးတော့ကျွန်တော်အားပေးနေပြိတ္တအများကြီးရှိကျွန်တော်ဒီတိုင်းပဲရက်ဒီကြက်ချုံလို့မဖြစ်ဘူးဆိုတဲ့အရာနဲ့ပြန်ပြီးတော့ကိုယ့်စိတ်ကိုမနှဲထူနေရအဲ့ဒီအတွက်လည်းကျွန်တော်နိုင်ငံခြားပြိတ္တအဲ့ဒီပွဲကြောင့်ကျွန်တော်နိုင်ငံခြားပြိတ္တတွေအများကြီးရလာတယ်သူတို့အတွက်အိုနေအရန်ကိုလုံနိုင်တယ်သူတို့ကဒီဟာပဲကြည့်ပေါ့နော်ကျွန်တော်ကိုဒါပေမဲ့ပြောချင်တာမြန်မာပြည်သားကကြတော့လေကျွန်တော်ချီကျူတာလည်းအများကြီးရှိတယ်လို့ဒါပေမဲ့သူတို့ကတော့တိုင်ပွဲကိုအနိုင်နဲ့အရှုံးပဲအနိုင်ပဲသူတို့ကလူချင်တဲ့လူတွေလည်းရှိကြကြတော့ဒါတွေကကျွန်တော်ကောက်ဝေဖန်ခံရတယ်အဲ့ဒီအတွက်လည်းတစ်ခါလေကြိုက်ကျွန်တော်ကိုယ့်ကိုပြန်စဉ်းစားအရင် pressure ဟိုဖြစ်တာပေါ့နော်စိတ်မကောင်းလည်းဖြစ်တယ်ဒါပေမဲ့ဒါကပထမအဆုံးပွဲလည်းဖြစ်နေတဲ့အတွက်ကြောင့်ကိုမားနေတဲ့အရာကိုယ့်ရဲ့ plan တွေစီကံချက်ချဟိုဘယ်လိုပြောမလဲဒီအစားတောက်ပိုင်းတွေရော training plan တွေရောအကုန်လုံးမားနေတာလဲတွေ့တီးရတဲ့ကြောင့်မလို့ကိုပြန်ပြီးတော့အာယူနောက်တစ်ပွဲကျရင်ကျွန်တော်ဒီဟာကိုပြင်လိုက်လို့ရှိရင်ကျွန်တော်ကောင်းလုပ်နိုင်မယ်ဆိုတာကိုပဲအဲ့လိုပဲအာယူပြီးတော့မှပြန်ဟိုဖြစ်တာပေါ့စိတ်ထဲမှာလည်းအရင်တော့မထားပါဘူးသူတို့ပြောတဲ့ဟာတွေလည်းပြောရတဲ့လူတွေကလည်းဘာမှလည်းမဟုတ်ပါဘူးသူတို့ကောက်ထဲဝင်ကြည့်လိုက်လို့ရှိရင်အဲ့လိုတွေပဲများနေတော့ဆိုပြီးတော့တစ်ချက်ပဲလိုက်ပြီးတော့အဲ့တော့ဟိုပါပေါ့နော်ဒီဒုတိယပွဲချင်းကတ်တဲ့အနေထားမှာဟို trainee program တွေကစ Vero ရဲ့ timeline ကြည့်လိုက်တာနဲ့သိတာတယ်ပေါ့နော်နံပါတ်1 manager နဲ့ clash တွေလောက်တယ်နံပါတ်2sweat and condition ဒီပိုင်းတွေပို့ပြီးတော့အားပြုတယ်ဆိုတော့ကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးအပြောင်းလဲလုပ်ပြီးတော့ဒုတိယပွဲချင်းကတ်လာလဲတစ်ချက်လောက်ပြောပြတတ်တယ်သိရဘယ်လိုပုံစံမျိုးပြောင်းလဲလဲဆိုတော့အတိတ်က clean sheet ကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးတယ်ဒီတစ်ပွဲမှာဘာဖြစ်ဆိုအရင်တစ်ပွဲကကျွန်တော် clean sheet ကြောင့်တည်းအချုပ်ဆွေးကြောင့်ကျွန်တော်ရမ်းခံရတယ်အဲ့ဒီတစ်ခုရယ်ပြီးတော့ဒုတိယတစ်ခုကျတော့တက်လုံပိုင်းရယ်ပြီးတော့ကျွန်တော်ကဘယ်လိုပြောမလဲ technique ပိုင်းမှာလည်းကျွန်တော်ပြင်ဆင်လာတယ် technique ပိုင်းမှာကျွန်တော်ကဒီ senior one championship ကဒီ logo ဒီ Brazil အကူကြီးနဲ့ကျွန်တော်ပတ်တိုင်းတူသွားတယ်ဆိုတော့ဟိုသူလည်းပြောတယ်ကျွန်တော်ရဲ့ပြိုင်ဘက်ကိုကြည့်တယ်ဘယ်လိုလုပ်မလဲအဲ့ဒါကိုသူကအရန်စိတ်ရှည်တယ်ကျွန်တော်ပုံမှာဆိုအဲ့ဒီတစ်ခုလည်းကျွန်တော်တို့တေချာလုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီတခြားဂျပန်ဖိုက်တာနဲ့လည်းဟိုတူကျွန်တော်တို့တက်လုံကောင်းဖို့အရင်တော့ဆိုဒီတိုင်းပဲပြေးတယ်တော်မန်လိုပဲပြေးတယ်အခုကကျွန်တော်တို့အဲ့လိုမဟုတ်ဘဲနဲ့သူတို့ကကျွန်တော်တို့ရဲ့ senior ကြဆိုတော့ဘယ်လိုလုပ်ဖို့တက်လုံရမလဲပွဲမှာသူတို့ကကလုံး mindset ကစားသူတို့တွင်ပေးတယ်ကျွန်တော်ဒီပွဲမှာ10မိနစ်လောက်ကိုကြည့်မယ်ကြည့်ပြီးလို့ရှိရင်9မိနစ်ကိုရုံးနိုင်ပုံလို့အရင်တော့ကျွန်တော်တို့အဲ့ဒါတွေလည်းမသိဘူးပြိုင်ဘက်ရဲ့အခြေအနေလည်းကျွန်တော်တို့မသိဘူးဘောင်းဆိုပြီးအဲ့လိုမျိုးဆိုတော့အခုကအဲ့လိုမဟုတ်ဘူးပြိုင်ဘက်ရဲ့အလားကိုကြည့်မယ်ပြိုင်ဘက်ရဲ့အခြေအနေကိုကြည့်မှပဲကိုအင်းအားနဲ့ချအဲ့လိုမျိုးသူကအဲ့ဒါတွေလည်းသူအရန်သိမ့်ပြီးတော့ကျွန်တော်ဒီတပွဲမှာစိတ်အေးနဲ့လုံနိုင်ခဲ့တာအဲ့တော့ junior နဲ့ချင်းကတ်တဲ့အနေထားမှာပေါ့နော် junior က155ထဲမှာတော့ mainly fighter တွေထဲမှာတော့ record အကောင်းဆုံးလို့ပြောလို့ရတယ်ခုနပွဲဆက်တိုက်ပေါ့နော်ဟုတ်တယ် PR တွေမြန်ရှိခဲ့သေးလားလို့ပြိုင် fitness ဆိုကျွန်တော်တော့သူ့ကိုအရင်တပွဲလောက်ကျွန်တော် PR မရှိဘူးကျွန်တော်သိတယ်သူကကျတော့အမတ်နဲ့နိုင်တာပဲများတယ်ပြီးတော့သူ့အကွက်တွေကလက်တီးတွေကြားတယ်ကျွန်တော်မြင်တယ်ပြီးသူအမတ်ယူတာပဲများသူ့ရဲ့အားကကျွန်တော်လောက်မပြင်းဆိုတော့ကျွန်တော်သိတယ်အရင်တယောက်ကကျတော့ breaker တွေတော်တော်များကြီးလိုက်လို့ရှိရင်လွယ်လေးလို့ထင်တယ်ကျွန်တော်တော့တေချာကြည့်ရအဲ့ဒီအရင်တပွဲက fighter ကပထမဆုံးကြည့်ကျွန်တော်ကြည့်ဘာမှမဟုတ်သူ့ပွဲတပွဲပြီးတပွဲကျွန်တော်ကြည့်လာသူ့ပွဲကအရန်ကိုတက်လာပြီးတော့မှသူ့ရဲ့အလုံးပိတ်တာတွေသူ့ရဲ့ကြောက်စိတ်မရှိတဲ့ဟာတွေရောတခြားစီပဲဒီတယောက်နဲ့တခြားစီဆိုကျွန်တော်ဒီတယောက်နဲ့ဆို pressure လုံးပြအရင်တယောက်ဆိုကျွန်တော်ပို့ပြီးတော့မှ PR ပို့များတယ်ဆိုတော့ဒီတယောက်ကျွန်တော်ကကောင်းလုပ်နိုင်မယ်ဆိုတော့ကျွန်တော်ယုံကြည်လို့ဒီလိုမျိုးကို 100% ချီလို့ကိုမှန်ထားတဲ့နှရှိရအောင်လုပ်နိုင်ခဲ့တာပေါ့အဲ့တော့ဒုတိယဘောနဲ့ရပါဘောပထမဘောနဲ့တုန်းကတော့ဘယ်တော့ public မှာတော့လုံးဝမပြောဘူးဒါပေမဲ့ one championship နဲ့ interview မှာတော့မြန်မာပြည်ကိုပြန်ပြီးအကုန်လုံးလှူလိုက်တယ်ဆိုပြီးတော့ပြောတယ်အသေးစိတ်လေးပြောရလောက်ပြောပြီအသေးစိတ်လေးပြောလို့ရဆိုတော့အကုန်လုံးလှူတယ်ဆိုတာထဲကျွန်တော်အကုန်လုံးလှူတာမျိုးလည်းမဟုတ်ပါဘူးဒီတိုင်းပါပဲကျွန်တော်ပြန်သွားတဲ့ခရီးစရိတ်တွေကလည်းအများများတယ်လေဒီ
အခုကဟိုဖက်ကနေပြန်လို့မရတော့ကျွန်တော်လည်းအမြန်ပြန်လိုက်တာပါအဖေနေမကောင်းတော့လဲပြန်အမြန်ပြန်လိုက်တာတခုရပြီးတော့အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒီဒေတာတွေအစင်မပြေတဲ့လူတွေဆန်တချို့ရစပြာတို့ဘာတို့အဲ့လိုမျိုးတွေပေါ့ဒါပေမဲ့တိတဲ့တိုင်အခုဈေးတွေကလည်းအကုန်လုံးမြင့်နေတော့ဘလောက်မှလည်းလူနဲ့ပတ်စံကပြောင်းနေအဲ့လိုမျိုးဖြစ်နေဆိုတော့လူသွားတာပေါ့နော်ဒါပေမဲ့အဲ့ဒီပတ်စံလည်းအခုတပြားမှမကြမ်းအကုန်လုံးအဲ့မှာပဲကုန်သွားတယ်ဘာကုန်လို့ကုန်လဲကိုကူလည်းအရင်တော့မသိအဲ့လိုဖြစ်နေတယ်ဆိုတော့ထိရောက်တဲ့လူလည်းထိရောက်ဆိုတာရောက်ရှိတယ်ဆိုတော့ဟိုဒါပေမဲ့အဲ့ဒါတွေတော့ကျွန်တော်တင်ဖို့မဟုတ်ဘူးကျွန်တော်ဘာဖြစ်ဆိုကျွန်တော်စိတ်ပြီးတော့လည်းကျွန်တော်ရွာမှာအနီးပတ်ဝန်းကျင်တွေကိုကျွန်တော်ထမင်းဒီပါရီလုတ်ကြည့်ဖိတ်ကြည့်တယ်အဲ့လိုမျိုးပဲပေါ့အဲ့လောက်ပါပဲပြီးတော့ကလေးအတွက်စီဝယ်ပြီးတယ်ထိုင်းကနေဒီစီဝါဝယ်ရခက်တယ်လေဟိုမှာဆိုတော့ဟိုဖက်ကကလေးငယ်အတွက်ဒီစီဝါတွေအဲ့ဒါနည်းပပဝယ်ပြီးတယ်အဲ့လိုမျိုးပါ ပြီးတော့ကျတော့ဒီပွဲမထိုးခင်မှာဘယ်တော့နောက်ပွဲကြရင် okay နောက်ပွဲကြရင် top 5ပြိုင်ပွဲမျိုးနဲ့တွေ့ကြတယ်လို့ပြောတယ်အခုနောက်လည်းချန်ပီယံတစ်ဖြစ်ဖို့ဒီမှန်းထားတယ်လို့ပြောတယ်အဲ့တော့ဘယ်တော့ရဲ့နောက်ထပ်မျှော်လင့်ချက်ကဘယ်လိုပြိုင်ပွဲမျိုးနောက်ထပ်ပြိုင်ပွဲကတော့ကျွန်တော်ဝိတ်တယ်တဲ့သူဘယ်သူမှဆိုကျွန်တော်ရှင်ပြိုင်ရှင်တယ်သူကောင်းကျွန်တော်ကတော့အနိုင်ရှုံးရကျွန်တော်လည်းမတွေ့ကျွန်တော်ဘယ်လောက်လုပ်နိုင်လဲကျွန်တော်လည်းအခု training ကိုပြန်ပြီးတော့ focus ထားနေတယ် discipline လည်းကျွန်တော်သိပြီးစားတောက်စားပိုင်းစီဆိုကျွန်တော်တိတ်တော့မကြောက်တော့ဆိုတော့တနေ့ကျရင်လည်းကျွန်တော်လုပ်နိုင်မယ်လို့ယုံကြည်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောလိုက်တာ Okay ကျေးဇူးပါ Thank you Thank you Okay thank you